ကောင်လေးတယောက်ဟာမတော်တဆရွှွန့်အိုင်ထဲလဲကျသွားခဲ့ပါတယ်ပြန်ထလာချိန်မှာတော့မယုံနိုင်စရာကောင်းလောက်အောင်သူ့ရဲ့မျက်နှာသွင်းပြင်တွေဟာလုံးဝပျောက်ကွယ်နေတာကိုတွေ့လိုက်ရတယ်အကူအညီတောင်းဖို့အော်ဟစ်ချင်ပေမဲ့လုံးဝအတန်မထွက်နိုင်တဲ့အပြင်ဘာမှမမြင်မကြားရတဲ့အခြေအနေမှာရောက်နေတာကြောင့်အသက်ရှင်ဖို့အတွက်သူ့အမေရှိရာအိမ်ကိုခန်းစားမှုတက်တက်နဲ့အားကိုးတကြီးပြန်ဖို့စူးစမ်းရပါတော့တယ်ဒါပေမဲ့ဒီအဖြစ်အပျက်တွေဖြစ်ပွားနေချိန်မှာကောင်လေးမသိလိုက်တဲ့နောက်ထပ်ထိတ်လန့်စရာတစ်ခုကတော့ရေတွင်းထဲကနေရွှွန့်ပွက်အောင်ကြီးတစ်ခုရုတ်တရက်ပွက်ခနဲထွက်ပေါ်လာတာပဲဖြစ်ပါတယ်အဲ့ဒီရွှွန့်တွေကိုအနီးကပ်ကြည့်လိုက်တော့ပျောက်ဆုံးနေတဲ့ကောင်လေးရဲ့မျက်နှာသွင်းပြင်တွေထင်ထင်ရှားရှားပုံပေါ်နေတာကိုတွေ့ရတယ်ပြီးတာနဲ့ထိုရွှွန့်ပွက်အောင်ကြီးဟာမြင်မြန်စွာပဲလူပုံတန်ထန်အဖြစ်ပြောင်းလဲသွားပြီးကောင်လေးနောက်ကိုထက်ချက်မကွာလိုက်ပါလာပါတော့တယ်နောက်ကနေလှုပ်ရှားတန်ကြားလိုက်ရတဲ့ကောင်လေးဟာထိတ်လန့်တကြားနဲ့ချက်ချင်းထွက်ပြေးခဲ့ပေမဲ့မျက်နှာသွင်းပြင်မရှိတဲ့သူတယောက်အတွက်တော့အလွန်ခက်ခဲနေခဲ့တယ်ကံကောင်းစွာနဲ့အဲ့ဒီကြောက်မက်ဖွယ်ရာမြင်ကွင်းကိုသူ့ဖခင်ကအချိန်မီမြင်သွားခဲ့ပါတယ်အဖေဖြစ်သူဟာလက်ထဲကလက်နက်ကိုအသင့်ပြင်ပြီးမတ်တက်ရက်နေတဲ့ဘလူးဆန်တဲ့တတဝါကိုလှည့်စားကအာယုံပြောင်းပေးလိုက်တယ်ဒီအခွင့်အရေးကိုအမိရယူပြီးအမေဖြစ်သူကလည်းတားကိုအလျင်မြန်ဆွဲခေါ်ကအိမ်ထဲကိုသွင်းလိုက်နိုင်ပါတယ်ဖခင်နဲ့ရင်ဆိုင်နေရတဲ့ဘလူးတတဝါရဲ့ခန္ဓာကိုယ်ဟာစတင်ပြီးပြန်လည်ပြုပြင်လာခဲ့ကနောက်တစ်စက္ကန့်တွင်းမှာပဲပျက်စီးနေတဲ့ခန္ဓာကိုယ်တစ်ခုလုံးကစက္ကန့်ပိုင်းအတွင်းမူလအတိုင်းပြန်ဖြစ်လာခဲ့တယ်ဒီဘလူးကြီးဟာသူတို့အိမ်စီကိုပြေးဝင်လာတာမြင်လိုက်ရတဲ့မိခင်ဖြစ်သူဟာရုတ်တရက်တွေ့ရတဲ့တုတ်တချောင်းကိုကောက်ယူပြီးနှစ်ပိုင်းဖြတ်ချလိုက်ပေမဲ့ဘာအကျိုးမှမရှိခဲ့ပါဘူးနောက်တစ်စက္ကန့်မှာတော့ထိုဘလူးကြီးဟာသူ့ရဲ့လက်မောင်းတွေကိုမီတာ20လောက်ထိရှည်လျားစွာဆန်တန်းလိုက်ပြီးအခန်းစီကိုဥတီလိုက်ပါတယ်ဖခင်ဖြစ်သူရဲ့ကာကွယ်မှုကြားကနေကောင်လေးကိုဆွဲထုတ်ပြီးသူ့ရဲ့ခန္ဓာကိုယ်ထဲကိုချက်ချင်းဆွဲသွင်းသွားခဲ့တယ်အဲ့ဒီနောက်မှာတော့ထိုဘလူးတတဝါကြီးဟာရုတ်တရက်စက်ကူရုပ်လိုပုံတံပြောင်းလိုက်ပြီးအမြန်ထုတ်ပြေးပါတော့တယ်အဒီဝင်လာတဲ့မိဘနှစ်ပါးကလည်းထိတ်လန့်တကြားနဲ့ထိုဘလူးစက်ကူရုပ်ကိုဖမ်းဆီးဖို့အပြေးလိုက်ခဲ့ကြပေမဲ့လူသားတွေဖြစ်တာကြောင့်ဘလူးတတဝါရဲ့အမြန်နှုန်းကိုတော့မမိခဲ့ပါဘူးလင်မယားနှစ်ယောက်မမိခင်မှာပဲထိုစက်ကူရုပ်ဘလူးဟာရေတွင်းထဲကိုခုန်ချလိုက်ပြီးချက်ချင်းပျောက်ကွယ်သွားခဲ့ပါတော့တယ်